အလုံးမင်္ဂလာပါ SM တရားဒီပြန်လေးကျေးဇူးလိုက်ပါတယ်အခုကျွန်တော်ဆက်ပြပြသွားမှာတော့ Sakura School Simulator ပဲဖြစ်ပါတယ်ကျွန်တော်ဆက်ပြပေးမယ်ဟာတော့ Sakura School Simulator ပေါ့နော်အဲဒီဟာတော့ Clay Zone လေးတစ်ယောက်ပဲဖြစ်ပါတယ် Let's go တဲ့ရအောင်ဒီနေ့ Clay အဖြစ်ဒီဆိုဘိုင် Let's go ကိုတမယ် Clay Zone တစ်ယောက်ပေါ့နော်လေးကြောင်းဟာငါတို့ဒီရပတ်ကျန်သားမေရပဲတမဲလာဒီမလာစမဒီရီယာလာနမလာဟာငါတို့ကြားနေမယ်လာဒီရီယာလာငါတို့ပတ်ကျန်ကဘယ်နာလေးမှာတော့မတည်အားရှူတော့ငါတို့မိပြောထိုင်လေတာတမျိုးချီရိုက်ရဲ့ပြရင်းနဲ့ဒါငါတို့တော့ဒီနေရာကိုကြီးပဲတော့မယ်လာအနည်းပါလေတော့မယ်ကြီးတော့မယ်ကြောင်းဒါပြီးရင်ဟိုစကားကိုသွားမှာမီယူတော့တော့ကျင်နေရတွားရတော့မယ်လာနေမဒီနေရာဟာငါတို့ရှိရမှာနောက်ကျကုန်မယ်ရှိရโอเคအဲ့မှာနေနော်အေးရမှာတော့โอเคရှိရမိုက်တယ်ဒီတော့ပြီးတော့မင်းညောငါတို့တော့နည်းနည်းဘူးရဒါပြီးငါတို့ကကြားကွင်းလေးတော့မယ်ငါတို့ကကြားနေကြကကြားကွင်းလေးတော့မယ်ဒီနေရာကြီးဆော့လို့လေကောင်းပါဘူးကွာကြားကွင်းကြီးအကြီးရုပ်ပေးတာဟိုမှာချားရကြီးရောရှိနေတော့ပါရဲ့ကွာရာရမ်းမှာဘယ်ရောက်သွားနီးရနော်နီးတူတူနီးရတယ်တူတူနီးရနော်တော့မယ်လာငါတို့ရမနီးရရာငါတို့ပန်းကျင်နေတော့မယ်